comment လိုက်တာအခုဟိုဟာပေါ့နော်အဲ့တစ်ခါရမယ်ကွာဒီလိုဒေါ်လာလေးရမယ်ဟာဟိုအဲ့ application တစ်ခုကွာဘယ်လိုလုပ်လဲဆိုတော့ပြပြမယ်ဒီကောင်ကကြတော့ကွာမ Binance PayPal အဲ့Binance PayPal ပြီးတော့ကွာကြိုက်ရတဲ့ထုတ်လို့ရတယ်အခုကျွန်တော် description မှာ link ချပေးထားမယ်အဲ့ link ကိုနှိပ်လိုက်လို့ရှိရင် Play Store ထဲကဒီ Basket Legend တော့ရောက်သွားမယ်အဲ့ဒါ down လိုက်ကျွန်တော်က down ပြီးရဖြစ်တဲ့အတွက်ဒီမှာ Play ဆိုတာပေါ်နေအဲ့ကြောင့် Play ကိုနှိပ်လိုက်မယ် Play ကိုနှိပ်လိုက်ရင်ဒီရောက်သွားလိမ့်မယ်လိုင်းကောင်းရင်ကောင်းတယ်လို့ဗျာသူကပို့ပြီးရရတယ်ပေါ့နော်အဲ့ကျွန်တော်ဒီမှာတကယ်ဝင်လိုက်ပြီလိုင်းမကောင်းလို့နည်းနည်းလေးတခင်ဆောင်ပေးကြပါနော်ဒါဆိုရင်ဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုရင်ပြမယ်ဒီမှာပေါ့နော်အဲ့ဒီထဲကိုရောက်သွားပြီကွာရောက်သွားပြီဆိုလို့ရှိရင်စတာလေးနှိပ်လိုက်လို့ရှိရင်ကွာအရင်ပါမရှင်တောင်းနေတယ်ပါမရှင်လေးတောက်ဖွင့်လိုက်gradient ဆိုပေါ်လေး gradient ပေါ်လို့ရှိရင်ကွာဒီ basket legend ဆိုတော့ရှာပြီးလို့ရှိရင်အမှအကောင့်လေးကိုဖွင့်လိုက်အောင်မရတယ်ပြီးလို့ရှိရင်ကွာဒီမှာဒီအပေါ်မှာလေဒီပေါ်မှာလေအဲ့ရဒီဒေါ်လာလေးကွာတက်လာလိမ့်မယ်ခဏဆောင်လိုက်နော်ဒီမှာကြောက်အချိန်ရှိတယ်ဒီမှာကြတော့အဲ့ဒီမှာရှိရပါစံနေကွာဒီအတန်းလေးလေအပါစံနေပြမယ်ပြီးလို့ချင်းဒီမှာကြဘလောက်ဟန်နဲ့ run နေလဲဆိုတော့ပြလိမ့်မယ်လိုင်းကောင်းရင်ကောင်းလို့ရရကွာအဲ့တော့ပြီးလို့ချင်းဒီမှာဒီဟာတွေတက်လာလိမ့်မယ်နော်ခဏလောက်ဆောင်ပေးနော်ဒီ application ကဘယ်လိုလဲဆိုတော့ကွာအဲ့ဒီတိုင်းပဲဖွင့်ထားမှရပါနော်အဲ့ဒီတိုင်း application ထွက်လိုက်တာနဲ့ကွာသူကနေပြီးတော့ဒီလို run နေတာရက်သွားပြီးတော့ကြာတော့ရတော့မဟုတ်အဲ့တော့ကြတော့ဒီဆိုရင်ဒီကောင်ဒီတိုင်းဖွင့်ထားမှရမယ်နော်အဲ့တော့ခုနကပေါ့နော်ကျွန်တော်ရခဲ့ရတယ်ကျွန်တော်ပြမယ်နော်ဒီမှာလောက်ရခဲ့ရခုနကအဲ့ဗီဒီယိုရိုက်ပြီးသွားတဲ့အတွက်ကျွန်တော်ဖြစ်သွားတယ်အခုဒီမှာကျွန်တော်ပြန်ထွက်လိုက်ပြီနော်ထွက်လိုက်တော့လောက်ရရဗျာတကယ်လို့ပတ်စံထုတ်လို့ရရင်ရလို့ရှိရင်လည်းဗျာကျွန်တော်ဗီဒီယိုတစ်ပုဒ်တစ်ထပ်လုပ်ပေးမယ်ကျွန်တော် bro လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ Discord မှာကျွန်တော်ဒီ game link ချပေးထားမယ်ဗျာပြီးလို့ရှိရင်ကျွန်တော် Telegram မှာလည်းဒီမှာပြ Telegram channel လေးကိုလည်း join လုပ်ဖို့အကြံပေးချင်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုလေးတော့ပါဗျာနောက်ထပ်ပတ်စံရမယ့်ဗီဒီယိုလေးတည်ရင်လို့ရှိရင်ကျွန်တော် channel လေးကို subscribe လေးနှိပ်ပြီးခေါင်းလုံးလေးနှိပ်ပေးကြပါအောင်ဗျဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးထားပါအောင်ဗျကျေးဇူးတင်ပါတယ်